ရှင်နေခေအမှန်တရားအိမ်အကြီးကြီးတွေစောက်ကြတယ်ဒါပေမဲ့မိသားစုဝင်အရေးအတွက်ကတော့နဲတဲ့ထက်နဲလာကြတယ်ဘွဲတွေပို့ပြီးယူလာကြတယ်ဒါပေမဲ့ဘဝအပေးအသည့်တွေကပို့ပြီးနဲလာကြတယ်စေပညာကပို့တိုးတက်လာပေမဲ့လူတွေရဲ့ကျန်းမာရေးတွေကပို့ပြီးမကောင်းတာတွေဖြစ်လာကြတယ်ဝင်ငွေတွေမြင့်မားလာအောင်အလုပ်တွေစ조사ပို့လုပ်လာကြပေမဲ့စိတ်ရဲ့ငြိမ်းချမ်းခြင်းတွေကတော့ပို့နှဲပါလာကြတယ်။ဉာဏ်ရည်ဉာဏ်သွေးတွေပုံမြင်မာလာပေမဲ့ခံစားမှုနဲ့ကိုယ်ချင်းစာတရားတွေကတော့ပို့နှဲပါလာကြတယ်။ဘုသူတာတွေတိုးလာကြပေမဲ့စင်ကျင်တုံတရားနဲ့ဉာဏ်ပညာတွေကတော့ပို့နှဲပါလာကြတယ်။အချစ်ဇလန်းတွေအများကြီးရှိနေကြပေမဲ့တကယ်အချစ်စစ်တွေကတော့ရှားပါးကုန်ကြတယ်။ Facebook မှာတော့တငယ်ချင်းတွေအများကြီးပေမဲ့တကယ်ပြင်ဘဝမှာကို့အတွက်တငယ်ချင်းစစ်တွေမရှိကြတော့ဘူးလူဦးရေတွေအများကြီးတိုးလာပြီးကဘာကြီးမှာလူတွေများလာပေမဲ့လူသားဆန်မှုတွေကတော့ပျောက်ကွယ်နေပြီဈေးကြီးတဲ့နာယီတွေပက်ထားကြတယ်ဒါပေမဲ့အချိန်တွေမရှိကြဘူးလကဘာဘောဂိုသာသွားနေရောက်နေကြပေမဲ့ကိုဘေးကအိမ်နီးနားချင်းတွေကိုတော့မသိကြတော့ဘူး